ဒီလူဟာ9ချိန်တိုင်တိုင် Olympic ဆုတံဆိပ်ရှင်ချက်ကစားသမားဆိုပေမဲ့သူ့ရဲ့ဝင်ငွေအများဆုံးကချက်ကစားလို့ရတာချက် trading ကနေရတယ်ဆိုပါတယ် Have you made more money trading or playing chess? I've made more money trading. Hikaru Nakamura ဟာကမ္ဘာ့အမြန်ဆုံး speed chat champion အဖြစ်ရည်တည်နေတာကြာပါပြီ။အသက်10နှစ်မှာကမ္ဘာ့ငယ်ဆုံး chat master ဖြစ်ခဲ့တယ်လို့ American ကိုစား9ချိန်တိုင်တိုင် Olympic ဆုတံဆိပ်ရထားပါတယ်။ဒါ့အပြင်ကမ္ဘာ့နံပါတ်1 Magnus Carlsen ကိုတောင်အချိန်ချင်းနိုင်ယူခဲ့သူပါ။ဒါပေမဲ့သူ့ရဲ့ IQ200 ကို trading မှာလည်းအသုံးချခဲ့လို့အခုဆိုရင်50 million net worth ပိုင်ဆိုင်ထားပါပြီ။သူ့ရဲ့မြန်ဆန်တဲ့ chat ကစားနည်းကြောင့် Red Bull ကလည်းအုံနောက်အားကစားအဖြစ် brand face ထားပါတယ်။ဒါကြောင့်လည်းသိမ်းပေါက်များစွာရနေပါသေးတယ်။ဒါပေမဲ့2021မှာ Bitcoin ဝယ်ယူခဲ့ပြီး2024မှာ3ဆဖြစ်သွားတဲ့အချိန်အမြတ်ငွေအများကြီးရခဲ့တယ်လို့သိရပါတယ်။ဒါအပြင်သူ့ရဲ့ IQ နဲ့ chat strategy အသုံးချက crypto trading လုပ်နေတဲ့အပြင်ဈေးကွက်အလားအလာ10လမ်းကြိုတွေးပြီး trade လုပ်လို့ရှိတယ်လို့ဆိုပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ In the bridge ကနေစီစဉ်တဲ့ sharing is caring program မှာတူတယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ